ရခိုင်ပြည်နယ်ကြောက်ဖြူရည်နဲ့စိတ်ကန်းကနေယူနန်ပြည်နယ်အထိတွေ့တန်းထားတဲ့ရေနံနဲ့သဘာဝတန်ငွေပိုက်လိုင်းတွေဟာတရုတ်အတွက်ဘူမိပထဝီဝင်အရာတစ်ခုတည်းသောအသက်ရှူပါဖြစ်နေပါတယ်။ဒီအတွက်ကြောင့်တရုတ်ဟာမြန်မာပြည်မှာဘယ်သူပဲအာဏာရှိသူ့ရဲ့စီမံကိန်းတွေလုံခြုံဖို့နဲ့မြန်မာနိုင်ငံရေးရဲ့အဖွင့်အပိတ်ကိုဘီဂျင်းလက်ထဲမှာပဲအမြဲစုပ်ကင်ထားနိုင်ဖို့ဘက်ပေါင်းစုံကနေမျှချေညှိတဲ့မူဝါဒနဲ့အဖွဲ့အစည်းအသီးသီးကိုကစားနေခြင်းပဲဖြစ်ပါတယ်။အခုဆိုရင်မြန်မာအရေးဟာပြည်တွင်းပရိပက္ခဆိုတဲ့နမိတ်ပေါင်းကိုကျော်လွန်ခဲ့ပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဘူမိပထဝီဝင်စစ်တုရင်ခုံမော်ကအဆုံးဖြတ်ပေးမဲ့အကွက်တစ်ခုဖြစ်လာခဲ့ပါပြီ။အထူးသဖြင့်အမေရိကန်ဆိုရရဲ့မြန်မာအရေးချစ်ကပ်ပုံဟာဘေးကနေထိုင်ကြည့်နေတဲ့အကဲခတ်အဆင့်ကနေမြေပြင်အလှည့်အပြောင်းကိုနောက်ွယ်ကနေဓာတ်ရိုက်ဝင်ရောက်ပုံဖော်မဲ့မောင်းနှင်သူအဆင့်ကိုကျမတို့တွေမျှော်လင့်ထားတာတဲ့ပိုးပြီးစောစောစီးစီးကူးပြောင်းလာခဲ့ပါပြီ။ဒါဟာကျမတို့နိုင်ငံရဲ့ကညမာကိုဘယ်လိုရိုက်ခတ်လာနိုင်တယ်လဲဆိုတာကိုအကြံပြလေ့လာကြည့်ကြရအောင်ပါရှင်။ပထမဆုံးအဓိကချက်ကတော့မြန်မာနိုင်ငံဟာအမေရိကန်တရုတ်နိုင်ငံကြီးနှစ်ခုရဲ့ဒေသတွင်းစိုးမိုးရေးအတွက်ကိုစားပြုအားပြိုင်ခွင့်အဖြစ်တမိုင်းဝင်သစင်သွားရခြင်းပဲဖြစ်ပါတယ်။ဆိုတော့တရုတ်ရဲ့အာဏာချက်ကိုနည်းနည်းလောက်ပြောကြည့်မယ်ရှင်။တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးနဲ့စွမ်းအင်80%ဟာအမေရိကန်ရေတပ်စိုးမိုးထားတဲ့မလက်ကရေလက်ကြားကိုဖျက်သွားရပါတယ်။အကယ်၍တစ်နှစ်မှာအဲ့ဒီလမ်းကြောင်းအပိတ်ခံရမယ်ဆိုရင်တရုတ်ရဲ့စီးပွားရေးအင်ပါရာဟာချက်ချင်းအသက်ရှူရသွားနိုင်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ကြောက်ဖြူရည်နဲ့စိတ်ကန်းကနေယူနန်ပြည်နယ်အထိတွေ့တန်းထားတဲ့ရေနံနဲ့သဘာဝတန်ငွေပိုက်လိုင်းတွေဟာတရုတ်အတွက်ဘူမိပထဝီဝင်အရာတစ်ခုတည်းသောအသက်ရှူပါဖြစ်နေပါတယ်။ဒီအတွက်ကြောင့်တရုတ်ဟာမြန်မာပြည်မှာဘယ်သူပဲအာဏာရှိသူ့ရဲ့စီမံကိန်းတွေလုံခြုံဖို့နဲ့မြန်မာနိုင်ငံရေးရဲ့အဖွင့်အပိတ်ကိုဘီဂျင်းလက်ထဲမှာပဲအမြဲစုပ်ကင်ထားနိုင်ဖို့ဘက်ပေါင်းစုံကနေမျှချေညှိတဲ့မူဝါဒနဲ့အဖွဲ့အစည်းအသီးသီးကိုကစားနေခြင်းပဲဖြစ်ပါတယ်။ဒီချင်းတွေကိုအမေရိကန်နဲ့သူ့ရဲ့မဟာမိတ် QUAD အဖွဲ့ကကောင်းကောင်းတည်ထားပါတယ်။တရုတ်နိုင်ငံကဘင်္ဂလားပင်လယ်အော်ရဲ့ခြေဆက်ဝင်ရောက်လာမှာကိုအမေရိကန်အနေနဲ့၎င်းတို့ရဲ့အမျိုးသားလုံခြုံရေးကိုဓာတ်ရိုက်ချင်းချောက်မှုလို့ရှုမြင်လာပါတယ်။အမေရိကန်ဟာမြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အိန္ဒိယကို၎င်းတို့ရဲ့အကောင်းဆုံးမဟာမိတ်အဖြစ်အသုံးပြုပြီးတရုတ်ရဲ့ဩဇာကိုတံပြန်မှုကြိုးစားလာခြင်းဖြစ်ပါတယ်။ကလရန်စီမံကိန်းလိုအိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာတရုတ်ရဲ့ကြောက်ဖြူစီမံကိန်းကိုချိန်ဝင်ရှာညှိဖို့ဖြစ်လာပါတယ်။ရခိုင်ကလူအခွင့်အရေးကြေညာချက်ထုတ်ရုံအရေးယူပိတ်ဆို့မှုလုပ်ရုံမရှိခဲ့တဲ့အမေရိကန်ဟာအခုတော့အင်ဒိုပစိဖိတ်မဟာဗျူဟာအရလက်တွေ့ဆန်တဲ့ချင်းကပ်မှုတွေကိုပြုလုပ်လာပါတယ်။မြေပြင်မှာမှန်တကယ်နယ်မြေစိုးမိုးထားတဲ့အဖွဲ့အစည်းတွေကိုအနာဂတ်ရဲ့တရားဝင်အစုအဖွဲ့တွေအဖြစ်အတိမတ်ပြုပြီးနည်းပညာဆက်သွယ်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာရန်ပုံငွေတွေကိုဥပဒေကြောင်းအရပုံမူပံ့ပိုးလာဖို့ရှိနေပါတယ်။ဒီလိုနိုင်ငံကြီးတွေရဲ့ရန်ပုံငွေနည်းပညာဆွတ်ဖက်မှုတွေပြိုင်ဆိုင်စည်းဝင်လာတာဟာမြေပြင်ပဋိပက္ခတွေကိုပုံမူပြင်းထန်လာစေနိုင်တယ်လို့အလွန်အန္တရာယ်ကြီးတဲ့အချိုးအကွေ့တစ်ခုကိုလည်းသတိပြုရမှာဖြစ်ပါတယ်။အကယ်၍ပြည်တွင်းကအဖွဲ့အစည်းတွေကြားမှာခိုင်မာတဲ့နိုင်ငံရေးသဘောတူညီချက်နဲ့ပုံလန်းပြမြေပုံမတိစောက်နိုင်သေးဘူးဆိုရင်မြန်မာနိုင်ငံဟာဆီးရီးယားဒါမှမဟုတ်လစ်ဗျားနိုင်ငံတွေလိုအစိတ်စိတ်အမွာမွာဝက်ထွက်သွားမဲ့အသွင်ကူးပြောင်းမှုအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဥပဒေစိုးမိုးမှုမရှိတော့တဲ့နေဆက်ဒေတာတွေမှာအင်းကြီးနိုင်ငံကြီးတွေကရှားပါးတတ်ထုလိုတယံဇာတတွေကိုသွေးဆုပ်အမျက်ထုတ်သွားကြမှာဖြစ်ပြီးပြည်တွင်းမှာတော့အွန်လိုင်းငွေလိမ်တဲ့မှုနဲ့မှောင်ခိုလုပ်ငန်းတွေပဲရက်တည်တဲ့မာဖီးယားဆန်ဆန်ဒေတာငယ်လေးတွေဝက်ထွက်လာနိုင်ပါတယ်။ဒါဟာနိုင်ငံတကာတရားဝင်အစိုးရအဖြစ်အတိမတ်ပြုဖို့ဝန်လေးသွားစေမဲ့တဏ္ဍမန်ရေးရာပုံကောက်เสียမရှိအောင်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။တော်လှန်ရေးတစ်ခုကိုစတင်ဖို့နိုင်ငံရေးစိတ်ခံစားချက်နဲ့တရားမျှတမှုတွေလုံလောက်ခဲ့ပေမဲ့နိုင်ပွဲကိုအဆုံးသတ်ပြီးနိုင်ငံသစ်တည်ဆောက်ဖို့အတွက်တော့ကမ္ဘာပထဝီနိုင်ငံရေးရဲ့အဆက်ဆက်အမှန်တရားကိုနားလည်ထားဖို့လိုအပ်ပါတယ်။ကမ္ဘာပေါ်မှာထာဝရမိတ်ဆွေဆိုတာမရှိပါဘူး။ထာဝရအကျိုးစီးပွားဆိုတာပဲရှိပါတယ်။ဒါကြောင့်မျိုးဆက်သစ်လူငယ်များအနေနဲ့အောက်ပါမဟာဗျူဟာ၃ချက်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ပြင်ပကကေတင်ရှင်လာကဲမှာကိုထိုင်မြော်မနေပဲမိမိကိုယ်ပိုင်အင်အားကိုအခြေခံပြီးနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားကိုမိမိတို့နိုင်ငံအတွက်အကျိုးအမြတ်အဖြစ်ပြန်လည်အသုံးချနိုင်တဲ့လိမ္မာပန်းတ်တဲ့ကစားသမားတွေဖြစ်လာအောင်လုပ်ရပါမယ်။နံပါတ်1အနေနဲ့အချင်းချင်းကြားမှာအသွင်ကူးပြောင်းရေးအစီအမံတွေကို
စနစ်တကျရေးဆွဲပြီးကျင့်လက်တဲ့တပ်ပေါင်းစုရန်တရားကိုနိုင်ငံတကာထံတက်သေးပြနိုင်မှသာရန်မုံငွေနဲ့တရားဝင်အတိမတ်ပြုမှုကိုရရှိမှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့စနစ်ဟောင်းကိုဖယ်ရှားရုံနဲ့မကပဲနောက်တစ်နေ့မှာဗန်စနစ်စီးပွားရေးနဲ့ပြည်သူ့အုပ်ချုပ်ရေးကိုဆက်လက်မောင်းနှင်နိုင်ဖို့နည်းပညာဉာဏ်ရည်တု AI နဲ့တန်တမန်ရေးရာကျွမ်းကျင်မှုတွေကိုအပြင်းအထန်လေ့လာစီးပူးထားကြရမှာဖြစ်ပါတယ်။ခေတ်ဟောင်းကိုရိုက်ချိုးမဲ့မျိုးဆက်သစ်တွေအနေနဲ့စစ်တူရင်နဲ့ရုံမဟုတ်ပဲစစ်တူရင်ကစားသမားအဖြစ်နဲ့ကမ္ဘာအလယ်မှာနိုင်ငံတစ်ကိုမမမတ်ပြန်လဲထူထောင်နိုင်ကြဖို့သူပဲလိုအပ်လာပါတယ်။ဆိုတော့အခုကျမတင်ဆက်ပေးခဲ့တဲ့သတင်းသုံးသပ်ချက်လေးပေါ်မိတ်ဆွေတို့အနေနဲ့ဘယ်လိုရှုမြင်သုံးသပ်တယ်ဆိုတာမတ်မာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်ရှင်။ချိန်နဲ့တပြေးညီကမ္ဘာသတင်းတွေကိုသိကျင်နေဆိုရင်ကျမရဲ့ Facebook အကောင့်လေးမှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ဗီဒီယိုလေးအောက်မှာ link လေးချပေးထားပါတယ်ရှင်။